ဒီနေ့မှာတော့ game တွေတီထွင်ဖန်တီးရကြိုက်တဲ့ super coder လေးတယောက်ကကျွန်တော်တို့ကိုနိုင်ဝက်ထင်တဲ့ game တစ်ခုကိုတီထွင်ဖန်တီးပြမှာဖြစ်ပါတယ်။သူကတော့ Hi everyone, my name is Nicholas and I want to be a game creator in the future. ဒီ17နှစ်အရွယ် coder လေးက CR1 club မှာဆိုလို့ရှိရင် game project တွေအများကြီးကိုလုပ်ထားပဲဖြစ်ပါတယ်။ပြီးတော့ဒီနေ့မှာဆိုလို့ရှိရင်မိဘတွေနဲ့တိတ်မစိမ့်နဲ့ပင်ပေါင် game ကိုနိုင်ဝက်ထင်တဲ့လုပ်ပြအောင်ဖြစ်ပါတယ်။ဒီ game လေးကိုမိဘတွေဗီဒီယိုရဲ့အဆုံးမှာဆော့လို့ရအောင်ကျွန်တော်စီစဉ်ပေးပါမယ်။အရင်ဆုံးဒီ game ကိုစမလုပ်ခင်မှာကလေးရဲ့အရင်တော့ project တွေကိုနည်းနည်းလောက်ကြည့်ကြည့်လိုက်ရအောင် Chase game ရှိတယ်။သူက controller player ကပြီးတာပြီးတော့ AI ကကြတော့အနောက်ကနေလိုက်တာပြီးတော့နောက်တစ်ခုကကြတော့ racing game သူကကားမောင်းရတာ WASD သုံးပြီးတော့ AI နောက်တစ်ခုနဲ့ပြန်ရမှာအဲ့ဒီ AI နောက်တစ်ခုအစားလူလည်းထည့်ကစားလို့ရတယ် player 2နဲ့ player 3 multiplayer ရအောင် ဟုတ် okay ပြီးတော့နောက်တစ်ခုအောင် နောက်တစ်ခုကကြတော့ Guacamole လိုပဲသူကထွက်လာတဲ့အကောင်လေးကိုတန်းတန်းနဲ့လိုက်ပြရတာ နောက်ဆုံး geometry dash အောင် အဲ့ဒီ geometry dash ကဒါနောက်ဆုံးလုပ်ထားတဲ့ project ပြီးတော့အဲ့ဒီ spike တွေကိုရှောင်းရမှာခုံပြီးတော့ okay geometry dash ကိုဘာလို့လုပ်ခဲ့ခဲ့လဲတာ အဲ့ဒီ game ကိုဒါတကယ်အပြင်မှာလည်းကစားပြီးရပြီးတော့ကြိုက်လို့ အဲ့ recreate ပြန်လုပ်ထားပါ ဟုတ် ဘယ်လောက် percent လောက်ပြီးသွားလဲ 75% လောက်ပဲပြီးသေးတယ်ဒါပေမဲ့ဟိုကျန်တဲ့ဟာတွေကကြတော့ bug ဖြစ်နေလို့ပြီးတော့ debugging လုပ်ဖို့အချိန်ရသိမ့်မကြမ်းတော့လို့ geometry track မရောက်ခင်တော့ဆိုရင်တော့ဒါခင်းနေစော်ပြတယ် ဆော့တယ်ဒါငယ်လေးကခင်းဆော့တာ ဒီဆို geometry track ရောက်ပြီးမှကျတော့ game တွေ train ဖို့အတွက်အများကြီးပို့ပြီးတော့စိတ်ဝင်စားပါပါ အရင်တော့ကျတော့ game ဆော့တာ game လုပ်တာလည်းဒါနည်းနည်းတော့တည်တယ်ဒါပေမဲ့အဲ့ဒါအကြောင်းမှတင်တာ CIY ရောက်တော့ကြာပို့ပြီးတော့တက်သွားတယ် ဒါအခုနိုင်ခွက်အတွင်းမှာ game တစ်ခုလုပ်ပြမယ်ဆိုဟုတ်လား ဟုတ်အဲ့နိုင်ဝဲအတွင်းကိုပင်ပေါင်ဂိမ်းတော့မှာပြီးတော့အလုံးလေးကျလာတာကိုအနီအောင်လိုင်းမကြုံအောင်အဲ့ဒီပတ်တယ်လေးနဲ့လိုက်ရရမှာ okay ဟုတ်ပြီဆိုတော့အဲ့ဆိုလို့ရှိရင်စပြီးတော့လုပ်လိုက်အောင်ကျွန်တော်ခုမြင်လိုက်ရတဲ့အတိုင်းပဲကလေးကတော့ game project တွေအများကြီးလုပ်ထားတယ်ဒီထဲမှာနောက်ဆုံး project ဆိုလို့ရှိရင်လည်းဒါအပြင်မှာတကယ်ရှိတဲ့ game ကိုမှကျွန်တော်တော်တော်လေးတူအောင်လို့ပေါ့နော် recreation လုပ်ထားဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်အချိန်မဆွဲတော့ဘဲနဲ့တကယ်အစီအစဉ်တွေနဲ့နိုင်ဘက်နဲ့ပင်ပေါင် game လုပ်တဲ့ဥစ္စာကိုကျွန်တော်တို့ဆက်ပြီးတော့တွားလိုက်ရအောင်Okay အဲ့ဆိုတတအခုဆိုလို့ရှိရင်တော့ game က create လုပ်ပြီးသွားပြီဆိုတော့တတဘာ create လုပ်လဲဘာ game လဲဘယ်လိုလုပ်ထားလဲဘယ်လိုဆော့အောင်လဲနည်းနည်းပြောပြပါလား ဟုတ် game နာမည်ကတော့ပင်ပေါင်ငယ်အဲ့ဒီ green slide နေလိုက်ရင်ပတ်တယ်က mouse pointer နောက်လိုက်ပြီးတော့ဘောလုံးလေးအောက်ကိုကျလာမယ်အဲ့ဒါပြီးဘောလုံးလေးကိုလည်းရရမှာ Okay အဲ့ line အဲ့အနီအောင် line လေးရှိရဲအဲ့ဒါကိုကြော်သွားရင်ခဲကပြီးသွားတယ်တခါဖြစ်ရင် score ကတခါတိုးတယ်score က15ပြည့်သွားလို့ရှိရင်ဘောလုံးလေးသွားတာပိုပြီးမြန်သွားတယ်ပြီးတော့ score က30ပြည့်သွားရင်ကျတော့ဟိုကနိုင်သွားတယ် Okay score 30ပြအောင်ရရမှာပေါ့နော်ဒီ game ကိုဘယ်လိုမျိုးခုတ်တင်နေလုပ်ထားလဲ အကောင်လုံးသုံးထားတာ variable တွေလည်းသုံးထားတယ် sensing code တွေလည်းသုံးထားတယ်ဟိုက equal to greater တို့ operator တွေလည်းသုံးထားတယ် forever တို့ဟိုက if တွေလည်းသုံးထားတယ် loop တွေလည်းသုံးထားတယ်ဟိုက sound နဲ့သုံးထားတယ်ပြီးတော့ကျတော့အဲ့ဒီ ball နဲ့ပတ်တဲ့ movement အတွက် motion blur လည်းသုံးထားတယ်ပြီးတော့ winning နဲ့ losing condition အတွက် backdrop ပြောင်းတာတွေပါတယ်အတွက်လည်း loop သုံးထားတယ်ဒါဒီပင်မောင် game လေးလုပ်ထားပါတယ်အားလုံးစောကြည့်လို့ရပါတယ် ဒါကတော့ Time City Campus က Super Coder Nicholas ပဲဖြစ်ပါတယ်သူ့ရဲ့ game လေးကိုမိဘကိုဆော့လို့ရအောင်ကျွန်တော် comment section မှာထည့်ထားပေးပါမယ်ဒီလိုပဲကျွန်တော်တို့စီမှာ game တွေ software တွေ electronic robotic တို့လေ့လာနေတဲ့ကလေးပေါင်း3000ကျော်ရှိပါတယ်ဒီထက်ကနေမှကျွန်တော်တို့နောက်ပတ်မှာဘယ် Super Coders ကိုထပ်ပြအောင်မယ်ဆိုတာကိုတော့ကျွန်တော်တို့ဆက်လက်ဆောင်ကြည့်ပေးပါဦး We are coders bye bye We are